Hello. Chào là rồi này chắc chắn không giờ Kia xả lại. Đó đâu vào phim data platform. Tôi sau tôi thâu được product rồi nó. Thì phim mà rồi hoa chỉ để tôi product mà foundation chỉ để advanced chỉ để premium chỉ để cho nó rồi tôi này đi phim backend replication cho nó foundation này mà bảo nó. Tôi thì mà cả là lấy này là quay về đây. Xây dựng rồi nó đi qua đi bây giờ mà Secure foundation ကိုဒီထဲမှာ zero trust ဒီ data resilient တို့ဒီ AI နဲ့ဒီ AI နဲ့ဟောဖြစ်တယ်လို့ပြီးတော့ဒီ identity ဒီ threat တွေကို detect identity ဟောဖြစ်တာအဲ့ဒါတွေတော့ပါတယ်တခြားနောက်ထပ်ဒီ Vim1 ကြတော့ဟိုဟာဒီ backend replication ဟိုဟာပဲ monitoring ပြန်လုပ်တဲ့ဥစ္စာပေါ့နော်ပြီးတော့ရင်ဒီ recovery orchestra ကကြတော့ဒီဟိုဟာဒီ recovery plan ကို automate လုပ်မဲ့ပုံစံမျိုးတွေပေါ့နော်ဒါတော့သူသေးသေးကတော့သူ website မှာလည်းတွားကြည့်လို့လည်းရတယ်ပြီးတော့ရင်ဒါက Vim ကဟို support လုပ်တဲ့ platform တွေပေါ့နော်Vim က support လုပ်တဲ့ platform တွေမှာဆိုဒီ virtual platform မှာဆိုရင်သူက agentless ပေါ့နော် agentless နဲ့သုံးလို့ရပါဘောနော်ဘယ်ကနေလဲဆိုတော့သူက VMware vSphere 6.6ကနေစပြီးတော့အခု8ကြီးပေါ့နော် agentless ဟို agent သွင်းနေရမလို့တော့ဘူးပေါ့နော်ပြီးသွားရင်ဒီ Microsoft ဒီ Hyper-V မှာဆိုရင်2000တွဲရနေပြီးတော့ဒီ2025ကြီးရတယ်ပြီးတော့ Azure Stack ACI တို့ပါတော့လည်းရတယ်ပြီး Nutanix တို့ပါတော့တခြား virtualization တွေအကုန်လုံးသူ agentless ပေါ့နော် agent သွင်းနေရမလို့ virtual platform မှာဆိုပြီးရင် physical မှာဆိုရင်တော့သူကဒီ Vim agent ကိုထည့်ပေးရမယ် bucket တွေပါလုပ်ချင်တော့ဒါကတော့သူရဲ့ဒီ support လုပ်တဲ့ version တွေပေါ့နော် Windows Server 2008ကနေစပြီးတော့အခုနောက်ဆုံး2025 ကြီး support လုပ်တယ်ပြန် Windows မှာဆိုလဲ Windows 7နဲ့ Service Pack 1နဲ့စပြီးတော့အခု Windows 11နောက်ဆုံးဒီ support လုပ်တယ်ပေါ့နော်ပြီးရင်တခြားဒီ macOS တို့တခြား OS တွေလည်းရှိသေးတယ်ပေါ့နော်ပြီးသွားရင်ဒီ unstructured data ပေါ့နော်သူ support unstructured data ကဘယ်လိုဟာမျိုးလဲဆိုဥမာ file share ဒီ Windows ကနေ file share တဲ့ကိုအဲ့ဒီမှာဒီ bucket တွေတင်လို့ရအောင်လို့ SMB တို့ NFS တို့အဲ့လိုမျိုး support လုပ်တယ်ပြီးသွားရင်ဒီ Enterprise NDS system တွေဥပမာ Synology တို့ဟို NetApp တို့ပါတို့အဲ့လိုမျိုးဟာတွေကိုလည်း support လုပ်တယ်ပြီးရင် object storage တွေပေါ့နော်သူရဲ့ bucket ဟို S3 မှာ Amazon S3 မှာပဲသူရဲ့ data ကိုသွားထားမလားဒါမှမဟုတ် Microsoft Azure ရဲ့ cloud storage ထဲမှာပဲသွားထားမလားပေါ့နော်အဲ့လိုမျိုးဒီ unstructured data တွေကိုသူ့ထဲမှာလာအပ်လို့ရတယ်ပြီးရင် database plugin အနေနဲ့ကဒီ Microsoft Azure ရဲ့2014ကနေစပြီ Service Pack 3ကနေစပြီး2022လေး support လုပ်တယ်ပြီးရင် Oracle မှာဆိုလဲဒီ Oracle 11R2 ပေါ့နော်အခုနောက်ဆုံး latest ဒါဒီ support လုပ်တယ်ပြီးရင် SAP HANA database ဆိုလို့ပြီး MongoDB တို့ပြီး IBM DB2 တို့ပါတော့ပြီးနောက်ထပ်ဒီ 12.3 မှာပါလာတာကဒီသူကရဲ့ Entra ID ကိုပါပေါ့နော် Entra ID ရဲ့ workload တွေပါသူ support လုပ်လာပြီးတော့ရင်သူ့ရဲ့ဒီ license မှာဆိုရင်သူက2 model ရှိတယ်။ဒါလည်းဆိုတော့ power socket နဲ့ဒီ instant pay နဲ့ပေါ့နော်။ကျွန်တော်က socket နဲ့ဝယ်မှာဒါမှမဟုတ် instant pay ဆိုရင်ဟို instant တစ်လုံးချင်းစီဒါ license ဝယ်မလားပေါ့နော်။အဲ့လိုမျိုးရှိတယ်။ဒါဆိုရင်ဟို license type မှာကျတော့ perpetual ရှိတယ် subscription ရှိတယ်ပေါ့နော်။ဒါတွေကတော့ကျွန်တော်အသေးသေးမပြောတော့။ပြီးသွားရင်ဒါကဟိုသူ့ရဲ့ Vim ရဲ့ architecture နဲ့ core component တွေပေါ့နော်။ဒီ icon လေးဆိုတာ VBR console တော့ Vim bucket replication console ပေါ့နော်ကျွန်တော်တို့ဒီ Vim bucket တွေဟို software တွေဝင်တဲ့ဒီ console တော့လားပြီးရင် bucket browser ရှိတယ်ပေါ့နော် bucket browser ရှိတယ် bucket server ရှိတယ် bucket browser ကတော့သူက bucket ဆိုရင်ဒီဂျာကန်အလုပ်လုပ်ပေးတဲ့ဥစ္စာပေါ့နော်ဒီ bucket server တော့ဒီ Vim bucket server installation လုပ်ထားတဲ့ host ကိုပြောတာပြီးရင် bucket repository ရှိတယ်ဒါကတော့သူ Vim ကိုဒီမှာသွားပြီးတော့ login ဝင်ပြီးတော့သူ ISO ကို download လုပ်ဆွဲလို့ရပါတော့။ဒါပေမဲ့မြန်မာနိုင်ငံကတော့ပိတ်ထားတယ်။ VPN ကြော်ပြီးတော့ဝင်မှရတယ်။ trial ဒီမှာ down ပြီးစမ်းရင်လည်းဒီမှာသွားပြီးတော့ trial down လို့ရတာပေါ့နော်။ဒါကတော့ဒီ installation state ပေါ့နော်။ installation သူ့ရဲ့ Vim bucket ISO ကိုဖွင့်လိုက်ပြီဆိုတာနဲ့စသချင်းပေါ်လာမှာ install နှိပ်လိုက်ပြီဆိုတာနဲ့ဒီဥစားပေါ်လာတယ်ဒီဟာကျတော့ဒါကျတော့ bucket စာပေါ့နော်ကိုယ့်ရဲ့ဒီဥပမာ Windows ပေါ်မှာဒီ bucket replication သွင်းလိုက်တာဆိုရင်အဲ့ဒီ host ပေါ်မှာဒါ Vim bucket installation လုပ်လိုက်တာပေါ့နော်သူကကျွန်တော်တို့က
အဲ့လိုမှမဟုတ်နောက်ထပ်ဒီVim ကျွန်တော်တို့က Vim bucket server 3လုံး4လုံးလောက်ရှိတယ်ပေါ့နော်အဲ့လိုမျိုးကြရင်ကျွန်တော်ကဒီတစ်လုံးကြီးနေဝင် manage လုပ်ဖို့အတွက်ကကြတော့အဆင်မပြေတော့ဘူးအဲ့ကြရင်ဒီ Vim bucket enterprise manager ဆိုတာတွင်းလိုက်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒီဟိုဟာပဲ web HTTP တွေဟို web ပေါ်ကနေပဲကျွန်တော် browser တွေကနေပဲ login ဝင်ပြီးတော့ဒီ Vim enterprise manager တွေကဝင်ပြီးတော့ bucket job တွေကိုကြည့်လို့ရတယ်သူက server 4လုံးဆို4လုံးလုံးမှာရှိတဲ့ bucket job တွေကိုအဲဒီ web ပေါ်တွေနဲ့ထိုင်ကြည့်နေလို့ရတယ်ပြီးရင်ဒီ Vim bucket replication console ကကြောင့်ဘာလဲဆိုတော့ကျွန်တော်တို့ကဟိုဒီ server မှာ installation လုပ်တာတွေကဒီ bucket software installation လုပ်တာပုံမှန်ဆိုရင်ကျွန်တော်တို့က remote desktop ကနေဝင်ပြီးတော့မှ Vim bucket ကိုဖွင့်ရမှာလေအဲ့လိုမှမဟုတ်ကျွန်တော်တို့ရဲ့ဒီ client ထဲမှာကျွန်တော်သုံးရဲ့ set ထဲမှာ Vim bucket console လေးသွင်းလိုက်ပြီဆိုတာနဲ့ဒီ server ထဲ remote desktop နဲ့ဝင်နေရလို့အဲ့ console တွေကနေမှဒီ server ရဲ့ IP နဲ့ပြီးရင် username password တွေရိုက်ထည့်ပြီးတော့ကိုယ့်ရဲ့ laptop တွေကနေဟိုဘက်ကို remote ဆက်ပြန်ယူပြီးတော့ဖွင့်လို့ရတယ် client လိုမျိုးဒါတော့သူ့ရဲ့ installation ဟောပါနော်ပြီးရင်သူ့ရဲ့ဟိုဒါတော့သူ့ရဲ့ requirement တွေပေါ့နော်ဒီ Vim bucket installation လုပ်ရင်ကျန်တာဘာလို့လဲဆိုတဲ့ဥစ္စာလေးသူအဲ့ဒါကို installation လုပ်ပြီးတော့မှ patch ဖြစ်သွားပြီဆိုမှ install လုပ်ရရတယ်ပြီးရင် Vim bucket ကျတော့ဘာ database ကိုသုံးလဲဆိုတော့ Postgres database ကိုသုံးတာပေါ့နော်ကျွန်တော်ဆက်တာချင်းဒီ instant အသစ် install လုပ်တော့မယ်ဆိုရင်တကယ်လို့ကျွန်တော် Postgres database လဲကျွန်တော်မရှိဘူးဆိုရင်ဒီ database configuration ရတဲ့နေရာရမှာ install new instant တော့ပါဒီတိုင်းပဲသွားလိုက်ပြီးတယ်တကယ်လို့မဟုတ်ကျွန်တော်တို့ကဒီ Vim bucket server ကိုကျွန်တော်က database ကို separate ထားမှာပေါ့နော်ဒီ Vim bucket server ထဲမှာ Vim bucket ရဲ့ database ကိုဒီထဲမှာမထားဘူးဒီမှာကျတော့ဟို application ပဲထားမယ်ဆိုရင်ကျွန်တော်ကဒီမှာကျွန်တော်တို့လုပ်ပြီးသားဥစ္စာကို new existing instance ဆိုတဲ့ဥစ္စာမှာဒီမှာသူ့ရဲ့ database ဒီ name နဲ့ဟိုပေါ့ကိုလာထည့်ပြီးတော့ connect လုပ်ရပြီးသွားရင်လည်းဒီမှာကျတော့Windows authentication mode တော့ပဲသူ့ရဲ့ native ဟိုပါပေါ့နော်ဟိုရွေးပြီးတော့ Postgres ဟို database server ရဲ့ username နဲ့ password တွေထည့်ပေးရမှာပေါ့နော်ဒါကတော့သူ့ရဲ့ဟိုဒီ database configuration လုပ်တာပေါ့နော်ဒီ installation လုပ်တဲ့နေရာမှာတကယ်လို့ကျွန်တော်ကသူကတော့ default အနေနဲ့ကတော့ဒီ version တွဲရစပြီးတော့ Postgres SQL ကိုသုံးတာပေါ့နော်အဲ့လိုမှမဟုတ်ကျွန်တော် Postgres SQL မသုံးချင်ဘူးဆိုတော့ Microsoft SQL ကိုသူက change လို့ရတယ်လို့လည်းပြောထားတယ်ပြီးတော့မှကျွန်တော်ဒီ Microsoft SQL နဲ့ Postgres SQL ကိုလည်းပြန်ပြီးဒီဟို database ကို migrate ပြန်လုပ်လို့ရတယ်ပြီးတော့ရင်ဒီသူ့ရဲ့ database ကိုဟို install locally မှာဖြစ်တခြားဒါမှမဟုတ် separate server မှာဖြစ်သူက install လုပ်လို့ရတယ်လို့ပြောတာပါနော်ဒါတော့သူ့ရဲ့ဒီ backup workflow ပေါ့နော် backup workflow ကဒီမှာဆိုရင်သူ့ရဲ့ Vim backup server ရှိမယ်ပေါ့နော် Vim backup server ရှိမယ်သူ backup server ပြီးသွားရင်ဥပမာကျွန်တော်တို့ကဒီ VMware ပဲထားပါတော့ VMware host ကိုဒီ backup လုပ်ဖို့အတွက်ဒီ Vim backup ထဲမှာအပ်လိုက်ပြီဆိုရင်သူကဟို backup browser လေးတစ်ခုစောက်သွားပါပေါ့နော် backup browser လေးတစ်ခုစောက်သွားတယ်အဲ့ backup browser ကနေမှတစ်ဆင့်ကျွန်တော်တို့ကဖြတ်ပြီးတော့ဒီ virtual ဟိုဒီ VMware ES ပြန်သွားပါပေါ့နော်ပြီးတော့မှနောက်ထပ်ကျွန်တော် backup repository ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီဟို Linux မှာဆိုရင်ဟို repository package တွေ install လုပ်ဖို့အတွက်အရင်ဆုံးနေတယ်ကျွန်တော် repository update လုပ်ရတယ်အဲ့ဒါမှဒီ package ရဲ့နောက်ဆုံး latest စာတွေကိုရတာဒီ Vim backup မှာဆိုလဲဒီ repository ကဘာလဲဆိုတော့သူ့ရဲ့ဒီ backup လုပ်ထားတဲ့ data တွေကိုတင်ဖို့အတွက်ကိုဒီ repository စောက်ပေးရပါတော့အဲ့ repository ရှိမှသာကျွန်တော်တို့ကသူ့ရဲ့ဒီ backup data တွေကိုတင်လို့ရမှာပေါ့နော်ဒါကတော့ဟို backup browser ပေါ့နော် backup browser တိုက်မှာဆိုရင်ဒါအများကြီးရှိပါတော့ VMware ရှိတယ် VMware မှာပဲနှစ်မျိုးရှိပါတော့ CDP နဲ့ပြီးရင်ဒီ Hyper-V မှာ Hyper-V လည်းရှိတယ် Nutanix တို့ပါတော့တခြားဟိုပါလေပေါ့နော် Rapid Virtualization Cross Mode မှာကျတော့သူက browser mode တော့ပဲသူက Worker ဆိုပြီးတော့သုံးတာအဲ့လိုပေါ့နော်တခြားဥစ္စာတွေမှာလည်းရှိဒါတော့ backup browser ပေါ့နော် backup browser ရဲ့လုပ်ပုံကဥပမာကျွန်တော်တို့ကဒီ hypervisor တွေကနေမှတစ်ဆင့်ကျွန်တော် backup browser ကိုသွားပြီးတော့သူက data mover နေမှတစ်ဆင့်ဟိုဟာဒီ repository တွေကို data ကိုပြန်ရွှေ့သွားအောင်နော် backup လုပ်တဲ့အချိန်မှာဒါဆိုရင် backup browser မှာဆိုရင်ဒါဆိုသူ့ရဲ့ mode ပေါ့နော် network mode ရှိတယ်ပေါ့နော် network mode ဒါကသူ့ရဲ့ဟို step by step သွားတဲ့ပုံစံပေါ့နော်မှာသူ backup browser ကနေမှတစ်ဆင့်သူ့ရဲ့ဒီ
hypervisor တွေကသူ storage system တွေမှာရင်သွားချက်တယ်ပေါ့သူ bucket လုပ်ချင်တဲ့ဟိုမှာ instance ရှိမရှိအဲ့လိုမျိုးချက်တယ်တကယ်လို့မှ hit data ရှိပြီဆိုရင်သူကနေမှဒီကိုပြန် bucket browser ကိုပြန်ပို့တယ်ပို့ပြီးမှဒီ repository ကိုသွားပါเนาะဒါတော့ကျွန်တော်အသေးသေးတော့မပြောတော့ဒါလည်း virtual apply ရနေပေါ့နော် virtual apply အောင် bucket လုပ်တဲ့အချိန်မှာသူယူတဲ့ပုံစံမျိုးပေါ့သူအရင်ဆုံးအနေနဲ့ခုနတိုင်းသွားပြီးတော့သူကဟိုကျွန်တော်တို့ hypervisor တဲ့ဟို bucket လုပ်မဲ့ VM သူကအရင်ဆုံး snapshot ဝင်ရိုက်တယ် snapshot ဝင်ရိုက်ပြီးမှဒီ temporary snapshot အနေနဲ့ဝင်ရိုက်ပြီးမှသူက bucket ကိုဆိုရင်တော့အနေနဲ့ VVR trigger လုပ်တယ်ဆိုတော့နော် VVR trigger လုပ်ပြီးတော့သူက snapshot VM snapshot ဝင်ရိုက်ပြီးမှအဲ့ဒီထဲက disk ကိုသူကအဲ့ snapshot attack လုပ်ပြီးတော့သူဒီ backup browser ကနေမှတစ်ဆင့်သူ backup ဆွဲသွားပါတော့နော်ပြီးသွားရင်တော့ဒီ backup က complete ဖြစ်သွားရင်တော့သူ့ရဲ့ဒီအဲ့ဒီရဲ့ VM ထဲမှာသူ snapshot ရိုက်ထားတဲ့ဟို temporary snapshot ကိုသူကပြန်ပြီးတော့ပြန်ဖြတ်ပြီးသွားတယ်ပြီးသွားရင်ဒါကတော့ဟိုဟာ backup browser ကိုမှဒီဟို direct storage asset ပေါ့နော်ကျွန်တော်သုံးတဲ့ပုံစံကျွန်တော်တို့ရဲ့ဒီဟိုဟာဒီ Vim bucket server ထဲမှာဟိုပဲဟို direct storage asset နဲ့ပြန်ပြီးတော့ data သိမ်းနေဥစ္စာပေါ့နော် Hyper-V ရဲ့ကြော်လိုက်တော့ Hyper-V လို့ဒါသူတစ်ခုချင်းနေပေါ့နော်သူရှင်းပြထားတဲ့ဥစ္စာဒါဆိုရင်ဟို neural net ပြီးတော့ဒီမှာ Red virtualization တော့ပေါ့ browse mode ဒီ backup browser တကယ်လို့မှ manual အမှဆိုဘယ်လိုအပ်ရမလဲပေါ့နော်ဘယ်လိုအပ်မလဲသူမှာ backup browser ထဲမှာရှိတယ် backup browser ထဲbackup infrastructure ထဲမှာ backup infrastructure ထဲသွားပြီးတော့ backup browser ထဲမှာဒီ app browser ဆိုပြီးတခုစောက်ပေးလိုက်ရပြီပေါ့နော်အဲ့ထဲမှာမှကျွန်တော်ကbrowser ကိုစောက်မှာလဲပေါ့နော်ဒါဆိုရင်မှာ VMware ကိုစောက် VMware backup browser စောက်ချင်တယ်ဆို VMware backup browser ပေါ့နော်ဟောင်းတခြားမှာ neural net တို့မှာ Hyper-V တို့ပါလို့စောက်ချင်တယ်ဆိုလဲသူစောက်ရေးပြီးတော့စောက်လိုက်ရတယ်ပြီးသွားရင်တော့ဒီ browser ကျွန်တော်တို့ပုံမှန်တိုင်း default ES ချန်အပ်လိုက်ပြီဆိုရင်တော့သူက browser တော့စောက်ပြီးသားပေါ့နော် browser တော့စောက်ပြီးသားပဲပြီးသွားရင်ဒီမှာဒီတခြား transport mode တွေပါလာပြီးတော့ချိန်လို့ရပါတော့သူကဘာသုံးပါလဲ data ဟိုမှာ direct storage asset သုံးပါလားတခြားဘာသုံးပါလဲပေါ့နော်အဲ့တော့ဒီမှာတော့ default အတိုင်းပဲထားတယ်ပြီးသွားရင်ဒါက connected data store ပေါ့နော် data store လဲဆိုတော့ default တိုင်းပဲသုံးတာတော့ဗျာနော်တကယ်လို့မှအဲ့လိုမှမဟုတ် manual ပြန်ပြီးတော့ select လုပ်ချင်တော့ကိုယ့်ဘာကိုပြန်လုပ်လို့ရပါပေါ့နော်သူရဲ့ instruction တွေဖတ်ပြီးတော့ပြီးသွားရင်ဒီ backup browser မှာဆို concurrent test ပေါ့နော် concurrent test ကိုကြတော့ဘယ်လိုတွက်လဲဆိုမှသူမှာရေးပြ report ဒီဟိုမှာကျွန်တော်တို့က CPU 1 core ရှိတယ်ပေါ့နော် CPU 1 core ရှိတယ်ဆိုကျွန်တော်က2 concurrent test လုပ်လို့ရတယ်ကျွန်တော် backup ဆွဲတဲ့အခါမှာဟို backup ဟိုမှာ10လုံးဟို job ဆွဲလိုက်ပြီးတော့နှလုံးမဲ့ရင်ဆွဲသွားတယ်အဲ့ဒါကြတော့ကျွန်တော် concurrent test မှာတတ်မှတ်ထားလို့သူ့ရဲ့ဒီ best practice အနေနဲ့ကတော့เนาะဒီမှာ2 CPU နဲ့2 case ကိုကြတော့ဟို OS အတွက်ခြံပေးထားပါဆိုပြီးတော့ပြောတယ်အဲ့ထဲမှာကျွန်တော်ထားပါတော့ကျွန်တော်ကဟို4 CPU ရှိတဲ့ server ပဲထား Windows ပဲထားပါတော့เนาะ4 CPU ရှိတယ်4 CPU ရှိတယ်ဆိုကျွန်တော်တို့ကဒီဟိုအတွက် host အတွက်2 core ခြံပေးလိုက်မယ်ဆိုတော့သူကဒီမှာ2 core မှာဒီ virtual မှာဆိုရင်4ရတယ် virtual မှာဆိုရင်4 core ရတော့အဲ့2နဲ့1နဲ့ဖြတ်လာတော့8 core ရတဲ့အတွက်တွဲ concurrent test ကျွန်တော်ကလုပ်လို့ရတယ်4 concurrent test ပေါ့နော်2 core နဲ့ပြီးရင်8 core ရှိတဲ့ဥစ္စာမှာဆိုရင်ကျွန်တော်တွဲ concurrent test လုပ်လို့ရပါဘောနော်ဒါမှဟိုအတွက် CPU core ကိုဟိုဖြစ်တော့ဒီမှာဆို6ကြံမယ်2ဟို2 OS တက်ထားလိုက်တော့6ကြံမယ်ပြီးသွားရင်ဟို virtual 2နဲ့မြောက်လိုက်တော့7နဲ့ဒါဆိုတွဲ concurrent test လုပ်လို့ရတယ်ပြီးရင် backup repository ပေါ့နော် backup repository မှာဆိုလဲကျွန်တော်တို့ကဒီသူ support လုပ်တဲ့ဥစ္စာတွေပေါ့နော်ကျွန်တော် direct attach storage ပေါ့ direct attach storage ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီဟိုဟာ Windows server တွေပေါ်မှာထားတာတို့ Linux server တွေမှာထားတော့အဲ့လိုမျိုးပေါ့နော်ပြီးသွားရင် network attach storage ကကြတော့ဟိုဟာတွေ SMB မှာ Windows file share တဲ့ SMB ပဲဖြစ်ဖြစ်ဒါမှမဟုတ် NFS ပေါ့နော် Linux server မှာလုပ်တဲ့ NFS ဖြစ်ဖြစ်ဒါမှမဟုတ်ဟိုဟာဒီ Synology တို့ share storage NAS ပဲဖြစ်ဖြစ်အဲ့လိုမျိုးမှာထားလို့ရတယ်ပြီးသွားရင်ဒါကဒီ duplicating storage appliance ကြတော့ဟို Dell တို့ဟာထုတ်တဲ့ appliance တွေပေါ့နော်
bucket ဟို apply ထည့်ထားရ apply နဲ့ပြီးတော့ object story မှာဆိုရင်ကျွန်တော်တို့ဒီ Amazon S3 မှာထားလို့ရတယ်ပြီးရင် Google Cloud Storage IBM ပြီးရင် Azure Blob Storage ပေါ့နော်ထားလို့ရတယ်ဒါကတော့သူ့ရဲ့ဟို bucket ဒီ repository ထဲမှာအသုံးပြုတဲ့သူ့ရဲ့ဟိုဟာလေးနောက်က extension တွေပေါ့နော်ဒီ VVN ဆိုတဲ့ဥစ္စာကြတော့ကျွန်တော်တို့ VVN ကိုတော့အများဆုံးတွေ့ရတယ်ဘာလို့လဲဆိုတော့ bucket စဆွဲပြီးသူကလည်းကျွန်တော်တို့ရဲ့ဒီ file ကအရေးကြီးတယ်ပေါ့နော်တကယ်လို့တစ်ခုမှကျွန်တော် bucket ကြော် remove လုပ်လိုက်ရင်ဟိုနောက်ထပ် fin server မှာ bucket ကြော်ပြန်ထည့်ခြင်းနဲ့ဆိုဒီ VVN လေးကို add ပေးရတာဒီ VVN လေး add ပြီးမှ bucket ကြော်ပြန်ဝင်လာပါပေါ့နော်ဒီ .vpk ကကြတော့ဟိုဟာကျွန်တော်တို့ bucket လုပ်လိုက်တဲ့အခါမှာရလာတဲ့ဟိုဟာ vin ရဲ့ full bucket file ပေါ့နော်ပြီး incremental bucket ကြတော့ vib ပေါ့နော်ဒီတခြားအောက်မှာလည်းအများကြီးရှိသေးပါနော်ဒါကတော့ခုနဟိုဟာပြောတဲ့အတိုင်းဒါသူ့ရဲ့ bucket example ကိုသွားတဲ့ပုံစံပေါ့နော်ဒီ Windows bucket မှာသွားတဲ့ပုံစံဒါ SMB မှာသွားတဲ့ပုံစံ SMB မှာကျတော့ KV ကိုပြန်သွားတယ် KV ဖြတ်ပြီးမှသူ SMB bucket repository ကိုသွားပါနော်ပြီး object storage ဒီမှာ cloud ပဲဖြစ်ဖြစ်ဒါမှမဟုတ် on-prem object storage ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်သူ့ရဲ့ပုံစံအဲ့တော့ဟို bucket repository ကိုစောက်တဲ့ပုံစံပေါ့နော် bucket repository ကိုစောက်မယ်ဆိုရင်ဒီ bucket infrastructure ထဲမှာပဲရှိတဲ့ဒီ bucket repository ဆိုရဲဟိုသွားပြီးတော့အဲ့မှာ repository ဆိုပြီးလုပ်လို့ရအောင်နော်ကျွန်တော် repository direct attach storage မှာဆိုရင်ကျွန်တော်ကဟိုသုံးခုရှိရပါတော့ Microsoft Windows မှာထားလို့ရတယ်ဒီ Microsoft Windows ရွေးလိုက်ရင်သူ့ရဲ့ local ပေါ့နော်ဒီ Vim installation လုပ်ထားတဲ့စာပေါ်မှာထားမှာလားဒါမှမဟုတ်တခြား host ပေါ့နော်တခြား host ပေါ်မှာပဲထားမှာလားလို့ data တွေကိုခွဲထားလို့ရတာပေါ့နော်ပြီးသွားရင် Linux server ပေါ်မှာကိုယ့်ရဲ့ data ကိုထားမှာလားကျွန်တော်က bucket လုပ်တာတော့ဒီ Windows 1နဲ့ Vim အဲ့ပေါ်နဲ့လုပ်တာဒါပေမဲ့သူ့ရဲ့ data ကိုကျတော့ Linux server မှာသွားထားလို့ရတယ်အဲ့လိုမျိုးလုပ်လို့ရတယ်ပြီးသွားတော့ဒါကဟို repository add တဲ့ဥစ္စာပေါ့နော် direct storage direct attach storage မှာ add တဲ့ဥစ္စာဘယ်လမ်းကြောင်းမှာထားမှာလဲဆိုတဲ့ဥစ္စာရွေးခိုင်းတာပေါ့နော်အဲ့ထဲမှာကျွန်တော် folder ပတ်တွေစောက်ပြီးတော့အဲ့လိုမျိုးပဲလမ်းကြောင်းမှာထားမှာလဲပြီးတော့ဒါလုပ်ရပါတော့ scale out repository ကကြတော့ဗာလဲဆိုတော့ဒီဟို multi tier storage လိုပုံစံမျိုးဟို data သိမ်းနေတဲ့အခါမျိုးမှာတုံးတယ်ပေါ့နော်ဟိုကျွန်တော် performance ဒီမှာဆိုရင် performance tier ရှိတယ် capacity tier ရှိတယ် archive tier ရှိတယ်နော် performance tier မှာဆိုရင်ကျွန်တော်ဒီပုံမှာ direct storage ဖြစ်ဖြစ် network attached storage ဖြစ်တခုခုပေါ့နော်အပေါ်မှာထားမယ် capacity tier မှာ capacity tier ကိုကျတော့ object storage ပေါ်မှာထားမယ်ပေါ့နော် archive tier မှာကျတော့ဒါကဒီ object storage ကဟို local လည်းဖြစ်နိုင်တယ် cloud လည်းဖြစ်နိုင်တယ်ပေါ့နော် archive tier မှာကျတော့ကျွန်တော်တို့ဒီ archive လုပ်မဲ့ဒီနှစ်များစွာတင်ထားတဲ့ data တွေကို archive လုပ်မယ်ပေါ့နော်ဟို archive လုပ်မှာဖြစ်တဲ့ S3 ဖြစ်ဖြစ်ဒီ Azure ဟိုမှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော် archive လုပ်မဲ့ data တွေကိုထားလို့ရတယ်အဲ့လိုမျိုး multi tier ဟို multi tier အဲ့လိုမျိုးတုံးနေတယ်ဆိုရင် scale out bucket repository ဆိုတော့တုံးလို့ရတယ်ဒါသူရဲ့ဒီ scale out bucket repository တိစောက်တဲ့ပုံစံပေါ့နော်ဒီကတော့ organization အရန်ကြီး bucket ဟို bucket လုပ်မယ်ဆိုတာထောင်နဲ့ချီမှဒါတွေတုံးပါပေါ့နော်ဒီကတော့ advanced feature တွေဖြစ်သွားတယ်ငါကသူကသင်တဲ့ဒီ hidden repository မှာထားတဲ့ဥစ္စာပေါ့နော်သူ့ရဲ့ဟိုမှာမထားဘဲနဲ့ဒီတင်းတဲ့စာပါထဲမှာ data သွားထားတာပေါ့နော်ပြီးတော့ဒါက repository နေရာမှာဒီတင်းတဲ့စာပေါ်မှာရှိတဲ့လမ်းကြောင်းရွှေ့ပြီးတော့သွားထားပြီးတော့အကြရင် bucket လောက်သွားရင်သူ့ရဲ့ကျွန်တော် bucket job ကနေပြီးတော့အဲ့တင်းတဲ့စာပေါ်မှာ data ရောက်သွားပါတော့ဒါကြတော့ object storage create လုပ်တဲ့ပုံစံနော်ဒါက object storage ကိုသူက S3 မှာလုပ်ရတာပါနော်ဒီ storage integration အနေနဲ့သူ integration တိုက်တယ် VMware နဲ့ integration လုပ်တာရှိတယ်ပြီး NAS integration ရှိတယ်ပြီး Vim agent နဲ့ integration လုပ်ရပါတော့ Vim ဒါတော့သူရဲ့ overview ပုံစံ Vim bucket replication အနေမှာသူကဒါဆိုရင်ကကျွန်တော် VMware VM ရှိတယ်ဒါမှမဟုတ် file share ကိုပဲ bucket လုပ်မှာလားကျွန်တော် file share ကိုလည်း bucket လုပ်လို့ရတယ် file share ကို bucket လုပ်မှာလားဒါမှမဟုတ်ရင်
physical ဟုတ်ပြီပေါ့နော် agent တင်တဲ့ဥစ္စာကို backup လုပ်မှလားပေါ့နော်အဲ့မှာ backup လုပ်တဲ့ဥစ္စာရင်သူကဒီလိုမျိုး storage system နဲ့ဝင်ပြီးသွားရင် follow နဲ့ဝင်ပြီးတော့ snapshot အရင်ရိုက်ပြီးတော့မှ backup browser ကိုပို့ပြီးတော့ browser ကိုသွားသိမ်းတာဒါကတော့သူ့ရဲ့snapshot light time တွေပါရဟိုထဲမှာသတ်မှတ်လို့ရပါတော့ပြီးသွားရင် storage integration မှာဆိုရင်ဒါဆိုရင်သူ storage မှာဆိုရင်ဒီ net app တို့ဘာလို့ပါတယ်ဒီ physical appliance အနေနဲ့ဟိုဖြစ်တဲ့ထည့်တဲ့ဥစ္စာပါနော်ဒီကတော့ကျွန်တော်တို့ bucket data ကိုဒီ Windows မှာတဲ့ net app မှာသွားသိမ်းမယ်ဆိုတော့လိုမျိုးလဲလုပ်လို့ရတယ် integration ရပါတော့ဒါသူ့ရဲ့ IP ကိုရိုက်ထည့်ပြီးတော့သူ credential ပါညာတွေရိုက်ထည့်ပြီးသွားရင်ရပြီပေါ့နော်ဒါတွေကတော့ take backup ပေါ့နော်တချို့အရေးကြီးတဲ့ဟိုတကယ်အရေးကြီးတဲ့ data တွေမှာဆို take backup လုပ်ပြီးတော့လဲသိမ်းကြရပါတော့ဒါကြတော့ဟိုပြီးတော့ဒီ take backup server တွေရှိမှရမှာပေါ့နော်ဒါသူ့ရဲ့ပုံစံပါနော်ဒီတော့ installation ဒါလည်းဒီမှာဆို Windows server တင်တာရှိရပါတော့ကျွန်တော်22ဒီမှာဟိုကျွန်တော် VN အဲ့ဆိုမောင်းလာပြီးသားပါနော်မောင်းလာပြီးတော့ကျွန်တော်ဖွင့်ပြီးတော့ installation လုပ် installation လုပ်တာတော့ဘာမှမခက်ဘူးဆက်လက်နေပြီးတော့သူပြောတဲ့အင်ဟိုအတိုင်းပဲလိုက် run လိုက်ပါမယ်ပြင်ဘက်က12.3ပေါ့နော်နောက်ဒါကနောက်ဆုံး latest version ပေါ့နော်ဟိုရင် install နေလိုက် install နေလိုက်ခုန option 3ခုရွေးလိုက်လိုက်ပါနော်သူက backup replication server install လုပ်မှာလား enterprise manager install လုပ်မှာလားဒါမှမဟုတ် console ပဲ install လုပ်မှာလားပေါ့နော်3ခုရွေးလိုက်လိုက်ကျွန်တော်ဒီမှာ server ပဲ install လုပ်မှာဖြစ်တဲ့အတွက်အပေါ်3ကဥစ္စာပဲရွေးရမှာနော်
ပြီးတော့ဒါသူ့ရဲ့ license ပါပေါ့နော် license မှာရှိရဆိုရင်ဒါစိုင်းငင်ဝင်လို့ရတာအမှ local license မှာရှိရင် local license မှာထည့်လို့ရပါတော့နော်ဒီမှာသူရဲ့ system configuration တွေချက်လောက်လိုက်ပါဒီမှာအကုန် pass ဖြစ်တယ်ဆိုရင်တော့ installation တန်းလုပ်လို့ရတယ်တကယ်လို့ pass မဖြစ်ဘူးဆိုရင်သူလိုအပ်တဲ့ဥစ္စာတွေပြန်သွင်းပြီးသွားမှလုပ်လို့ရမှာပေါ့နော်ဒီပြောင်းရခဏနားရနားလိုက်